အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုမီဂါမယ်ရီယာစိတ်ရောက်ရှိနေရတော့ဟင်လုံလမ်းမနဲ့လော်ဘီတာလမ်းတဲပေါက်တဲ့35ရက်ကွက်မှာရှိတဲ့ပေ40ပေ60အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်ရဲ့အရှိမဆိုရှင်ချဲဝန်းတဲ့ကားပါကင်ပါရှိပြီးတော့အိမ်ထဲမှာလည်းကားနှစ်စီးရလို့ရတဲ့ကားပါကင်တွေပါရှိပါတယ်ခင်ဗျာနော်2 master 3 single 1 mate နဲ့နော်တကယ် living room အကြီးတဲ့အပေါ်ထဲမှာတစ်ခုပါရှိတယ်အောက်မှာလည်း living room တစ်ခုပါရှိတယ်အမျိုးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီအိမ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကိုအရှိဘက်လှည့်တယ်ဒီမှာတို့အချိုက်အရှိဘက်လှည့်ထားတာဖြစ်တဲ့အတွက်ကြောင့်နော်တကယ်လို့ကျွန်တော်မြန်မာတွေကဆိုရင်အရှိဘက်လှည့်ကိုကြိုက်ကြတာများတယ်ဆိုရင်အရှိဘက်လှည့်နဲ့တောင်ဘက်လှည့်ပေါ့နော်အခုဒီအိမ်လေးကဆိုအရှိဘက်ကိုလှည့်ထားတယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်အားလုံးချစ်那ကျွန်တော်တို့ one mate room 1 dining room နဲ့1 living room နဲ့ပါရှိပြီးတော့ဖျားကားနဲ့ပါရှိပါတယ်ရှိပါတယ်အပေါ်ထပ်မှာဆိုရင် family အခန်းကျအကြီးတစ်ခန်းနဲ့ပါရှိတာဖြစ်ပါတယ်เนาะ။ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အိမ်ရှေ့မှာဆိုလို့ရှိရင်ကားကိုချေဝန်းရွက်လို့ရတဲ့နော်ကားပါကင်ကြီးလည်းပါရှိတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အရန်ကိုဒီမှာနေထိုင်တဲ့လူတွေဆိုရှင်ကားအများကြီးကိုလည်းအင်းရှိမှရပ်ထားလို့ရပါတယ်ခင်ဗျာနော်အဲ့တော့channel မှာဆိုလည်းကားအနည်းဆုံး2စီးရပ်လို့ရတဲ့အင်းရှိကကားပါကင်အသေးလေးလည်းပါရှိပါတယ်ခင်ဗျာအဲ့တော့ဒီအိမ်လေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရှင်ကျွန်တော်မီဂါမင်းရီယာစစ်ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ